လာပါကျွန်တော်တို့ MCFC ပေါ့နော် cap church cap ပေါ့နော်ဒီမှာလာဘိုဖက်ဆိုကျွန်တော်တို့မြန်မာ cap ပေါ့နော်ကျွန်တော်ယူထားဒီဘက်ပေါ့နော်များတော့လေသူတို့စဉ်းသားရပဲပေါ့နော်ဆိုတော့ကျွန်တော်နင်းငယ်အားပေးချင်တယ်တိုက်ဆိုင်ရကောင်းမြတ်ပါတယ်လို့ကျွန်တော်ပြောချင်တယ်ကျွန်တော်ဖိတ်ကူးွယ်တဲ့ဖေအိမ်မန်နွယ်လာဖေရနော်အိမ်မန်နွယ်လာဖေအတိတ်ဘက်ကကျွန်တော်တို့နဲ့အတူရှိတဲ့ဖေရဒီကွာကြီးကျွန်တော်တို့ဒီနေ့ကူးွယ်တဲ့ဖေရကကျွန်တော်တို့နဲ့အတူရှိနေတဲ့ဖေရကိုကူးွယ်နေတာနော်ကျွန်တော်တို့ရှာနေရတဲ့ဖေရကိုကူးွယ်တာမဟုတ်ဘူးဖေရကကျွန်တော်တို့လာရှာပြီးတော့ကျွန်တော်တို့နဲ့အတူရှိနေတဲ့ဖေရဖြစ်တယ်ဟုတ်မယ်တကယ်တော့ဆိုကျွန်တော်တို့ကပျောက်သွားတဲ့လူတွေဖြစ်တယ်ဒါပေမဲ့ဒီနေ့ကျွန်တော်တို့ကပြန်ရှန်တွေ့ခွေရဖေရကျွန်တော်တို့ပြန်လဲရှာလာနော်ဒီနေ့ဖေရတခင်နဲ့ပြန်လဲရင်းနေခွေရဒါကြောင့်ကျွန်တော်တို့ကူးွယ်တဲ့ဖေရကျွန်တော်တို့ရဲ့အတူရှိနေတဲ့ဖေရဖြစ်တယ်ကျွန်တော်တို့ကူးွယ်တဲ့ဖေရဒီကျွန်တော်တို့နဲ့ဝေးပြီးတော့နေနေတဲ့ဖေရမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ငကူကနေကကျွန်တော်တို့ကိုဖန်ဆင်းခြင်းတူနဲ့အတူရှိဖို့ဖန်ဆင်းရတဲ့ဖေရဖြစ်တယ်အာမင်ဟာလေလုယာဒါကြောင့်မို့ညီကိုမတို့ကျွန်တော်ထူအားပေးခြင်းဒီဘေရောက်ဖေရတဲ့ခင်ကိုမျက်မှောက်ပြုပါကျမ်းစာဘာပြောလဲဆိုတော့တူတိုင်ချမ်းမှာတောလေရရနဲ့ထောင်ရဖျားကိုမျက်မှောက်ပြုတော့သူပြုလေတင့်ရဲ့လမ်းခင်းတို့ကိုပိတ်ပြင်တော်မူကြည်ကျွန်တော်တို့ဖျားတဲ့ခင်ကိုဘေရောက်တင်လို့ရမယ့်အရာကပါလဲဆိုဖျားတဲ့ခင်ကိုမျက်မှောက်ပြုဖြစ်တယ်တင်ကဖျားတဲ့ခင်ကိုမျက်မှောက်ပြုမယ်ဆိုရင်ဖျားပါပဲတင့်ရဲ့လမ်းခင်းတေလောက်ရမယ့်အရာတေသွားရမယ့်နေရာဘေးဘာလို့ဘေးသွားဘုရားကံပါပြုလိုက်ကောကျွန်တော်တို့ကိုလမ်းပြမယ်ဒါကြောင့်ထောင်ရဘုရားတွေငါကြီးတိုးထင်းဖြစ်တော်မူ၏ငါကြီးစီးရင်မခံရအဲ့ဒီဘုရားကငါတို့ကြစ်စားရတော့ပူဆောင်ပေးတယ်တာယာတော့မိနာတော့ပူဆောင်ပေးတယ်တော့ကျွန်တော်တို့ရဲ့တတထဲမှာတစ်ခါလင်းမှာကျွန်တော်တို့ရဲ့ကုကျမ်းစာပါပြောလို့ဆိုမိညံကိုညံကွာမိမပြုတယ်အဲ့ဒါတတိထားဖို့ဖြစ်တယ်တခါလည်းငါတို့လုံနိုင်တဲ့အလုပ်ကိုငါတို့ဖျားမလို့လို့ထင်တတ်ကြတယ်အဲ့ဒီအတွေးကိုကျွန်တော်မရှိရကျွန်တော်တို့ကဖျားမပိုင်ကျွန်တော်လုံနိုင်တဲ့သူမဟုတ်ဘူးဆိုတာသိရဖျားမဆိုင်ကျွန်တော်ဘာမှတတ်နိုင်တဲ့သူမဟုတ်ဘူးဆိုတော့ကျွန်တော်သိရတော့ကိုယ့်ရဲ့ဉာဏ်ကိုအမြင်ပြုပြီးတော့ကျွန်တော်တို့ကလေလုံလိုက်တဲ့အရာကအဆုံးမှာဝမ်းနေခြင်းဆုံးရှုံးခြင်းဖြစ်စေဒါကြောင့်ဖျားတကယ်ဗျာကိုယ့်ဉာဏ်ကိုပြုတယ်ငါလမ်းပြတဲ့အတိုင်းငါနေ့ကိုလမ်းပြတဲ့အတိုင်းတုံးတင်တဲ့အတိုင်းနော်ငါနေ့ကိုဦးဆောင်နေတဲ့အတိုင်းငါနောက်ကိုလိုက်ငါတိုင်ကြားပြီးတော့ငါနောက်ပဲလိုက်ပါပြောတဲ့ဖျားဖြစ်တယ်အာမင်ဟာလေလုယာဒါကြောင့်ကျွန်တော်တို့ဖျားတဲ့ခင်နဲ့ကျွန်တော်ကွာလို့မရကျွန်တော်ဖျားတဲ့ခင်ကျွန်တော်ဖျားကအိမ်မန်နွယ်လာဖျားကျွန်တော်နဲ့အတူရှိတဲ့ဖျားကျွန်တော်တို့ရဲ့တိုးထင်းရှင်ကျွန်တော်တို့ရဲ့အကွေကကျွန်တော်တို့ရဲ့အရာခတ်တင်ဖြစ်တယ်ဟာလေလုယာဘလောက်ပြောစရာကောင်းလဲဒါကြောင့်ဘေးသွားဘာကြောင့်ဒါဝိမေကြီးကတောင်းမှတယောက်တည်းပြောနေတယ်ဘာကြောင့်လဲဆိုတော့ဖခင်နဲ့အတူရှိခြင်းကကျွန်တော်တို့အတ္တထဲမှာဘာဖြစ်လဲဆိုလုံခြုံတာဖြစ်တယ်စုံလင်တာဖြစ်တယ်ပြည့်စုံတာဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်ပြောချင်တယ်ဘေးသွားဖခင်တကယ်မျက်မှောက်ပြုပြီးတော့အသက်ရှင်ပါနော်ဖခင်နဲ့မေတ္တာဟာရဖွယ်ပြီးတော့ဖခင်နဲ့အချင်းယူပါဟာလေလုယာဒါဆိုရင်ဘယ်ရောက်ဖခင်တကယ်တုံတင်ချက်တွေလာဖြစ်တယ်ဒီနေ့လေကျွန်တော်အများကြီးအိတ်နေရင်အများကြီးဖခင်ကြီးကောင်းမြတ်ရှိကိုကျွန်တော်စဉ်းစားမိတော့ဖြစ်တယ်ဟာလေလုယာဖခင်တကယ်အသေးအမွားကိစ္စမှာစာကျွန်တော်တို့ကိုစိုက်ပေးတဲ့ဖခင်ဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်တို့ကိုးကွယ်တဲ့ဖခင်သည်မမေရတော့လေကျွန်တော်တို့နဲ့အတူအမြင်ရှိတဲ့ဖခင်ဖြစ်တယ်ဘလူနဲ့တိနိုင်လဲဆိုကျွန်တော်တို့ရဲ့အတွေးဝိညာဉ်တွေကလည်းဖခင်ကျွန်တော်တို့အတူရှိတယ်ဆိုတာတိနိုင်တယ်ဘာကြောင့်လဲကျွန်တော်ကိုးကွယ်တဲ့ဖခင်သည်ပုဂ္ဂိုလ်ဖြစ်တယ်ဟာလေလုယာဒါကြောင့်ဘာမှမကြောက်ပါနဲ့ညီကောင်မတို့တေးရဲ့တတထဲမှာဘယ်လိုမျိုးကြုံရစေကဘူးမကြောက်နဲ့ဖခင်တကယ်တင်တဲ့အတူရှိတယ်ဟာလေလုယာဒံယေလတို့ကဲ့သို့ယောတတ်တို့ကဲ့သို့ကျွန်တော်တို့ကိုမဆနေတဲ့ဖခင်ဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်တင်အပ်ပေးခြင်းနဲ့ဖ
ယားတခင်ကိုမျက်မှောက်ပြုပြီးအသက်ရှင်ပါဟာလေလုယာတင်းနေ့ရက်တိုင်းဟာတကယ်ဘယ်လိုပြောလဲဆိုတော့နေ့ရက်တိုင်းဟာဘုရားတခင်ပြုတဲ့မှုများဆိုတင်ပြီးတွေ့ရဖြစ်တယ်ဟာလေလုယာဒါကြောင့်တည့်ရတတာတဲ့မှာလက်ရှိတတာတဲ့မှာဘာတွေကြုံတွေ့နေလဲကျွန်တော်အပိတ်ချင်တယ်တင်နဲ့တူဘုရားရှိနေတယ်ဘုရားကိုရှင်ခွဲပေးပါဘုရားတခင်ရဲ့ကိုနေရပေးပါဘုရားနဲ့တော်လာပါအာမင်ဘုရားကိုတော့မျက်မှောက်ပြုပါတိတ်ပြတနာတိရဲ့အခက်အခဲကိုမျက်မှောက်ပြုပါတယ်ဘုရားကိုမျက်မှောက်ပြုပြီးတော့လာတတ်တယ်ဆိုရင်အဲ့ဒီအခက်အခဲမှန်တယ်များကဘုရားတခင်တို့စင်ရလိမ့်မယ်အာမင်မမေ့ပါနဲ့နော်ကျွန်တော်ဘုရားအရာကောင်းမြတ်တဲ့ဖြစ်တယ်